ရာဇဝင်တွေထားရင်လေတော့ဒီယာဝရီမြစ်ကြီးဖက်သေးရှိသည်ဝေဝိုင်းစည်းစင်နေတော့ပြီလွမ်းမောတန်းကနေပြီဒီယောမောင်နှံထွက်လေမခွဲလို့လွင်ပြောကြလို့ဒီအတိတ်ကိုမြင်ရောက်စီလည်းတည်းရလွမ်းနေပြီပါပြီဘယ်မကြည့်လို့သာဖွင့်မဆုံးတော့သည်ဒီရောက်ရင်းကန်းတွေမှာအလွမ်းတေးဖွင့်ရည်လို့သာတွေမသိမပြေသာသည်လွန်နေရတဲ့နေကလေးများသည်စစ်သူကိုညှို့မှန်းလွမ်းပါသည်ငကိုယ်လူရှိခဲဇလန်းလေးတစ်ပုဒ်ရာဇဝင်တွေထားရင်လေတော့ဒီယာဝရီမြစ်ကြီးဖက်သေးရှိသည်ဝေဝိုင်းစည်းစင်နေတော့သည်လွမ်းမောတန်းကနေသည်ဒီယောမောင်နှံထွက်လေမခွဲလို့လွင်ပြောကြလို့ဒီအတိတ်ကိုမြင်ရ